ဒီညကမ္ဘာဖလားကွာတာဖိုင်နယ်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲကတော့နော်ဝေနဲ့အင်္ဂလန်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲကြို3သက်ချက်လေးပဲဖြစ်ပါတယ်။ဆီမီဖိုင်နယ်တက်ခွင့်တနေရအတွက်နှစ်သင်းစလုံးအစွမ်းကုန်ကစားကြမှာတော့သိချပါတယ်။နော်ဝေဘက်ကိုကြည့်မယ်ဆိုရင်ဒီအသင်းရဲ့အဓိကလက်နက်တော့အာလင်းဟာလန်ပဲဖြစ်ပါတယ်။အခွင့်အရေးတစ်ချိန်ရရင်ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ကမ္ဘာအစစ်တိုက်စစ်မှုပဲ။ဟာလန်နောက်ကမာရီအိုတီကကကစားကွက်ကိုဥဆောင်ပြီးဖန်တီးပေးပါပဲ။အိုဒီကနေရာလွတ်ရသွားရင်အင်္ဂလန်ခန့်စစ်အတွက်အန်ဒီယကြီးမားလာနိုင်ပါတယ်။နော်ဝေဟာ round of 16မှာဘရာဇီးကိုဖြုတ်ချပြီးယုံကြည်မှုအပြည့်အဝလည်းရှိလာခဲ့ပါတယ်။အင်္ဂလန်ဘက်ကိုကြည့်မယ်ဆိုရင်အင်္ဂလန်မှာဟာရီကိန်းဘယ်လင်ဂမ်ဘူကာယိုဆာကာတို့ကလည်းပွဲအဖြစ်ကိုပြောင်းလဲပေးတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။အထူးသဖြင့်ဒီကန်ရိုင်းနဲ့ဘယ်လင်ဂမ်တို့ကကွင်းလယ်ကိုထိန်းချုပ်ရန်ဒီပွဲရဲ့အချိန်ကိုအင်္ဂလန်ဘက်ကဆွဲယူနိုင်မှာပဲ။နီးပြတူချေကလည်းရဲဝန်းနဲ့တိုက်စစ်ဖွင့်ပြီးတော့ကစားလာမှာပဲဒီပွဲရဲ့အဆုံးဖြတ်ကအိုဒီကက်ကိုဒီကန်ရိုက်ကဘယ်လောက်ထိန်းချုပ်နိုင်မလဲဟာလောင်းကိုအင်္ဂလန်ခန့်စစ်ဘယ်လိုကာကွယ်မလဲဟာရီကိန်းနဲ့ဘယ်လင်ဂမ်တို့အခွင့်အရေးကိုဘယ်လောက်ထိအသုံးချနိုင်မလဲဒီအချက်၃ချက်ကပဲအနိုင်အရှုံးကိုဆုံးဖြတ်ပေးပါကျွန်တော်ရဲ့ခန့်မှန်းချက်ကနော်ဝေကတံပြန်တိုက်စစ်နဲ့အန်ဒီယပေးနိုင်ပေမဲ့အသင်းလိုက်အတွေးကြုံရဲ့စကွတ်တက်ကပိုကောင်းတဲ့အင်္ဂလန်ကိုအနှဲငယ်အသာရမယ်လို့မြင်ပါတယ်။ပွဲရခက်မှန်ရောက်လက်ကနော်ဝေ1အင်္ဂလန်2လို့ကျွန်တော်ခန့်မှန်းခြင်းပါတယ်။ဒါပေမဲ့ဟာလန်ကဂိုးစောစောသွင်းနိုင်ခဲ့ရင်တော့ဒီပွဲကအချိန်ပိုဒါမှမဟုတ်ပယ်နတီအထိဆက်သွားနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါပဲ။